ရက်30လောက်တကြားမစားဘဲနေရင်တင့်ခန္ဓာကိုယ်မှာဘာတွေပြောင်းလဲသွားမလဲတကြားရဲ့ရတာချိုးပေမဲ့ခန္ဓာကိုယ်တော့အိုစေပါတယ်တကြားကိုရက်ပေါင်း30လောက်ဖြစ်လိုက်ရင်ပြည့်နေတဲ့ဖုန်းကို software update လုပ်လိုက်တယ်လို့ခန္ဓာကိုယ်ကသူ့ဘာသာသူပြင်ဆင်တဲ့အခြေအနေကိုရောက်သွားပါတယ်တကြားကိုရက်30ဖြတ်ပြီးရင်ဘာတွေဖြစ်လာမလဲဆိုတော့ကြည့်လိုက်ရအောင်ပထမအပတ်ကတော့ခံစားရမယ့်ပတ်ပါဟုတ်ပါတယ်တင်းရဲ့တကြားကိုသတိရနေပါပါပထမ9ရက်မှာခန္ဓာကိုယ်ကငုံနေလို့ပါပဲခံစားရမှာတွေကအချိုစားချစ်စေကြီးတအားဖြစ်လာမယ်ခေါင်းကိုက်မယ်တိတ်တော့မပြင်းထန်ပါဘူးအားရင်ကုန်ကားသလိုခံစားရမယ်စိတ်အပြောင်းလဲမြင်မယ်နှုတ်တွေကိုကာကိုလာဒိုနတ်တွေမုန်းလက်ကောက်တွေကအိမ်မက်ထဲထိဝင်လာပါမယ်ဘာလို့လဲတကြားကဒိုပါမင်းထုတ်လို့ပေးလို့ပါဒိုပါမင်းဆိုတာစိတ်ကြည်နေမှုပေးတဲ့တက်ကြီးပေါ့သူမရှိတဲ့အခါအုံနောက်ကကြောက်ပြီးတော့ရှုပ်ထွေးသွားပါတယ်ဒါပေမဲ့သတိထားမှာဒီဘက်ကတော့အခက်ဆုံးပါဒါကြော်သွားရင်နောက်ပိုင်းအရာအားလုံးပို့ပြီးလွယ်ကူသွားပါလိမ့်မယ်ဒုတိယဘက်ကတော့အားအင်တက်တက်မဲ့အပတ်ပါဆက်ရက်ဝင်ချင်မှာခန္ဓာကိုယ်ကရုတ်တရက်နိုးထလာလိမ့်မယ်သတိထားမှာတွေကခန္ဓာကိုယ်ကပို့ပြီးတည်ငြိမ်လာမယ်တကြားစားပြီးရင်ဖြစ်တတ်တဲ့နှုံးချိတဲ့အားပြတ်တယ်လို့ခံစားမှုတွေမရှိတော့ပါဘူးစိတ်ကြည်လင်လာမယ်ဗိုက်စာကနဲသွားမယ်အသေးရနောက်ဆုံးတော့အနာရသွားပါပြီသွေးရတဲ့တကြားတက်ကပို့ပြီးတော့တည်ငြိမ်လာတယ်အင်ဆူလင်ကပြန်ပြီးအာရုံခံနိုင်စွမ်းမြင့်လာတယ်စီးကျိုယောဂကာဝယ်ဖို့အတွက်တိတ်ကောင်းတဲ့အရာပါပဲအုံနောက်ကစပြီးပြောလာမယ်ဟေးငါအလုပ်လုပ်ဖို့အတွက်တကြားမလို့တော့ဘူးတဲ့တတိယပတ်မှာအသားရည်ပြောင်းလဲမှုအပတ်ဖြစ်ပါတယ်ဒီမှာတော့ထူးခြားတဲ့အရာတွေစပြီးဖြစ်လာပါမယ်တတိထားမိမှာတွေကအသားရည်ပိုကြည်လာမယ်ဝက်ချန်နေနေလာမယ်ညက်ကွင်းညိုလာတွေပိုပြီးနှုတ်ပြလာမယ်မျက်နှာရောင်ရမ်းတာတက်တာလာမယ်ဘာလို့လဲတကြားရောင်ရမ်းမှုကိုမြင့်တက်စေပြီးကိုလာဂျင်ကိုအားနေစေလို့ပါတကြားမရှိတော့တဲ့အခါအရေပြားငြိမ်သက်ပြီးသူ့ဘာသာပြန်ကုသမှုစတင်ပါတယ်လူတွေကမင်းမိတ်ကအစ်စ်သုံးနေလားလို့တော့စပြီးမေးကြပါလိမ့်မယ်တကယ်တမ်းကတော့မဟုတ်ပါဘူးအချိုစားတာကိုဝယ်ချလိုက်တာပါစရိုဒါအပတ်ကတော့ကိုယ်လေးချိန်နဲ့ဟော်မုန်းတွေပြန်လည်ညှိရမယ်ပတ်ပါ21ရက်ကနေရက်30အတွင်းမှာအစီချတဲ့စနစ်ကစတင်ပါပြီသတိထားမိမှာတွေကစားချစ်စိတ်နဲလာမယ်ဗိုက်ပူတာကျသွားမယ်အိပ်ပျော်တာပိုကောင်းလာမယ်စိတ်အခြေအနေကပိုကောင်းလာမယ်အစာချစ်စနစ်လည်းပိုကောင်းလာပါတယ်ဟော်မုန်းညီမျှမှုကပိုကောင်းလာတယ်အထူးသဖြင့်အင်ဆူလင်နဲ့ကော်တီဇောပါလူအများစုကတခြားဘာမှမလုပ်ဘဲတခြားဖက်လိုက်ယူနေတယ်2 ကီလိုဂရမ်နဲ့9 ကီလိုဂရမ်ထိကျသွားနိုင်ပါတယ်စိတ်ကပိုပြီးတည်ငြိမ်လာတယ်အာရုံစူးစိုက်မှုပိုကောင်းလာတယ်အစားအသောက်အလွန်ညှို့စားခြင်းတဲ့စိတ်တွေပျောက်သွားမယ်ကိုယ့်ဘဝကိုပြန်ပြီးထိန်းချုပ်နိုင်တယ်လို့ခံစားရမယ်အကြီးမားဆုံးအကျိုးကျေးဇူးရောခန္ဓာကိုယ်ကတဘာဝအချိုတက်တွေကိုပိုပြီးအာရုံခံနိုင်လာတယ်တည်တည်ရပိုချိုလာတယ်လို့အစားအစာတွေကပိုပြီးတော့ရတာရှိလာပါတယ်ဒီတော့တခြားကိုရက်30လောက်ဖြတ်လိုက်မယ်ဆိုရင်အသားရည်ကောင်းလာမယ်ကိုယ်လေးချိန်ကျလာမယ်အားအင်တည်ငြိမ်လာမယ်စိတ်လည်းပိုပြီးတည်ငြိမ်လာမယ်ဟော်မုန်းတွေပြန်ပြီးညီမျှလာမယ်အစားအသောက်တွေအရန်စားခြင်းစိတ်လည်းပျောက်သွားပါမယ်တခြားနိုင်ဝဲလောက်တော့ဘဝကိုချိုးမြင်စေပါတယ်ဒါပေမဲ့တခြားဖြစ်လိုက်တာအသင်းဘဝတစ်ခုလုံးပို့ပြီးတော့ချိုးမြင်စေပါလိမ့်မယ်